တော့ဝါလာမြခုကျွန်တော်ပြောချင်တာတော့ရွာနဲ့မြို့နဲ့အဆိုင်ချက်ပြောရွာမှာဆိုတော့တည့်ရတိုင်းပဲမြို့နဲ့ဆိုစင်လိုက်လောကစီနဲ့ရေလိုပဲဆိုတော့ဘယ်လိုပြောမလဲလူမှုဆက်ဆံရေးလည်းကောင်းတယ်ပြောတပါဝါလာစုခေတယ်လည်းအများကြီးရှိတယ်ပြောတယောက်နဲ့တယောက်လူမှုဆက်ဆံရေးမှာလည်းတယောက်နဲ့တယောက်လူကြည်ချင်းမှုရဘယ်လိုပြောမလဲဒီဘက်ချင်းနဲ့လည်းပေါင်းတယ်အေဝေအထွက်လည်းရှိတယ်အချင်းချင်းပြောတိုင်ရောက်စီရအရင်တိတ်ကျက်တယ်ပြီးတော့ကျွန်တော်တို့လမ်းတော့ပါတော့ပြေစီလုံးလုံးညညတဲ့ညီလဲညီပူပေါင်းပါဝင်မှုရှိတယ်ပြီးတော့တယောက်နဲ့တယောက်ပြောမှာစင်ပြေတဲ့အခါဗာဒီညာကြီးကွာဝဲကူလှုပ်ပေးတယ်ဒီလိုတစ်ခါလေအလုတ်ဟိုဘက်အိမ်လဲကူလှုပ်ပေးပြီးတော့ဟိုဘက်အိမ်ကကူညီလို့လာကူလှုပ်ပေးဒီလိုပြောမြို့နဲ့နိုင်စီလိုက်ရွာဘူးပြောတိတ်စိတ်လဲစီးတယ်ပြီးတော့ကိုကြစိတ်လည်းမြို့လောက်ဒီမကုန်ဘူးညာမြို့မှာဆိုတိုက်ခန်းတစ်ပါ900မီတာခါပါခါရအဲ့လိုကြောမှာဆိုအဲ့လိုမျိုးတိတ်မတော့ဒီလိုဘယ်လိုပြောမှာဆိုလာဖြစ်အမျိုးကိုပိုင်မီးဖြစ်ကြပဲတိတ်စစ်အေးချမ်းလေးအမျိုးလူ